အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Henry 2 Knowledge YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel လေးကတော့ဘူတုတဂီတနဲ့အခြားသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမယ့် Channel လေးပဲဖြစ်ပါတယ်မိတ်ဆွေတို့ Jacob Collier ဆိုတဲ့လူကိုသိကြလားဒီလူကရိုးရှင်းတဲ့တခြင်းတစ်ပုဒ်ကိုတော့နဝင်ချိုခြင်းတွေထက်ကျော်လွန်ပြီးစัจ java လာလောက်ပမာဏရှိတဲ့အထွတ်အထိပ်ဆိုတဲ့နေရာအထိတည်ပြည့်တဲ့ဂီတ theory တွေနဲ့ဂီတနှစ်ဖျားတစ်ပါးလိုပါပဲဘာလို့သူ့ရဲ့တခြင်းတွေကိုနားထောင်လိုက်တဲ့အခါတိုင်းမှုံဝင်အတန်တစ်ခုကိုကြားနေရတယ်လို့ခံစားရတာလဲ။ဘာကြောင့်လဲ။ဒီနေ့မှာတော့သူ့ရဲ့မှုံဝင်ဂီတတခြင်းတွေအကြောင်းပြောကြရအောင်။ဂျေကော့ဟာဂီတမိသားစုအတိုင်းဝိုင်းမှာကြီးပြင်းလာသူဖြစ်တယ်။သူ့ရဲ့အဖေကလည်းဂီတသမားတစ်ယောက်။သူ့ရဲ့မိခင်ကလည်းဂီတဆရာမတစ်ယောက်ပါ။ဂျေကော့ဟာငယ်စဉ်ကတည်းကတူရိယာဘောင်းဆောင်ကိုသင်ယူခဲ့ရပြီးတက်မြောက်ခဲ့တယ်။သူ့ရဲ့ကိုယ်ပိုင် original တခြင်းတွေကို YouTube ပေါ်တင်တယ်။ဂျေကော့ဟာအခုလိုဂီတကိုတစ်ဖက်ကန်းခက်ကျွမ်းကျင်နေတာဟာသူ့ရဲ့ပါရမီကြောင့်မဟုတ်ပါဘူးသူ့ရဲ့စူးစမ်းလေ့လာခြင်းစိတ်ကြောင့်ပါသူဟာသူ့ကိုယ်သူ what if ဆိုတဲ့အကယ်၍များတာဆိုတဲ့မိကိုမေးလေးရှိသူဖြစ်ပြီးအသစ်အဆန်းကိုတောင်းတသူတစ်ယောက်လည်းဖြစ်ပါတယ်သူ့ရဲ့တခြင်းတွေဟာယတ္တမျိုးစုံခံစားမှုမျိုးစုံကိုပေးသနာနိုင်ပါတယ်သူဟာခေါ်တစ်ခုချင်းစီတိုင်းကိုအတန်ထုံးခါလာအများကြီးနဲ့လက်ဖက်အောင်တီးနိုင်တဲ့ music sense နဲ့ပြည့်ဝသူတူဖြစ်တယ်သူ့ရဲ့တခြင်းတွေကိုနားထောင်ခါစားမှာတာမန်လူတစ်ယောက်တက်နားနဲ့စိမ့်နေပေမဲ့တေချာနားထောင်တဲ့အခါမှာတော့လှပတဲ့တေးသွားတွေနဲ့နှွေးထွေးခြင်းဆိုတဲ့ခံစားချက်ကိုခံစားရမှာဖြစ်တယ်။သူသုံးတဲ့ technique တွေကတော့လူတော်တော်များများအသုံးများတဲ့ trias 7 chord တွေထပ်ပိုပြီးတော့နှက်ဆိုင်တဲ့9 11 13 alternation ဆိုတဲ့ jazz mood တွေကိုပေးတဲ့တခြင်းမျိုးတွေပေါ့။ခုကတော့ music theory တွေအကြောင်းပြောနေရမဟုတ်လို့ main point ကိုပဲဆက်သွားပါမယ်။အသေးစိတ်သိချင်တယ်ဆိုရင်တော့ comment မှာမှန်ခဲ့ပေးပါအသေးစိတ်ပြောပြတဲ့ဗီဒီယိုလုပ်ပေးပါမယ်ဂျေကော့ဟာတင်ယူမှုကိုလုံးဝမရက်တက်ပါဘူးသူဟာမှားမှကိုလည်းမကြောက်တဲ့သူဖြစ်ပါတယ်သူဟာသူလုံးလိုက်တဲ့အရာတစ်ခုကြာရှုံးသွားတဲ့အခါဟုတ်ပြီငါမလုပ်တဲ့အရာတစ်ခုကိုငါသိသွားတာပေါ့ဆိုပြီးပြုံးရည်ပြီးပြောပါတယ်သူကပြောတယ်သူ့အတွက်ဂီတဆိုတာအောင်မြင်မှုထက်လေ့လာနေဖို့ကပဲပိုအရေးကြီးပါတယ်သူဟာနာမည်ကြီးလွန်းသူမဟုတ်ပဲသူ့ကိုလူတွေကလေးစားကြပါတယ်တင်ဟာဂျေကော့ခေါ်လီယာလို့ဖြစ်ဖို့အတွက် creative ဖြစ်ဖို့ပါရမီပါဖို့မလိုပါဘူး။တင့်မှာအရာရာကိုစူးစမ်းလေ့လာခြင်းနဲ့နှလုံးသားရှိဖို့ပဲလိုပါတယ်။ Don't be afraid to try, don't be afraid to fall. ဘယ်အရာတွေကမဆိုတင့်ကိုအသစ်ဆန်းတွေသင်ပေးနိုင်လို့ပါပဲ။မွေးကလေးကညင်ကြီးရှင်ဖြစ်ဘယ်သူမှဖြစ်မလာပါဘူး။ဒီလိုဖြစ်လာဖို့စူးစမ်းလေ့လာခြင်းစိတ်နဲ့လုံလဝရိယရှိဖို့သာလိုအပ်တာပါ။ကျွန်တော်ပြောချင်တဲ့ Jacob Collier အကြောင်းကတော့ဒီလောက်ပါပဲ။နောက်ဘူးတုဒတွေသိချင်ရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်အားလုံးကို God bless you ပါ